အားလုံးပဲမင်္ဂလာပါရှင်။ကျွန်မဒီနေ့တင်ပြပေးခြင်းနဲ့အကြောင်းအရာကကြတော့လေယာဉ်မြူကိုအခြားနည်းသုံးစွဲခွင့်လျှောက်ထားတဲ့အခါမှာဘယ်လိုအချက်အလက်တွေပူးတွဲတင်ပြရမှာလဲစတဲ့အကြောင်းအရာမျိုးတွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ရှင်။လေယာဉ်မြူကိုအခြားနည်းသုံးစွဲခွင့်လျှောက်ထားတဲ့အခါမှာလေယာဉ်မြူလုပ်ပိုင်ခွင့်ပြုလက်မှတ်လို့ခေါ်တဲ့ပုံစံခွန်ရရှိထားတဲ့အမည်ပေါက်ကိုယ်တိုင်ကသာလည်းလျှောက်ထားလို့ရမှာဖြစ်ပါတယ်ရှင်။ဘယ်လိုအချက်အလက်တွေလိုတာလဲဆိုတော့မြေစာရင်းပုံစံ105 106ပုံစံခွန် location map လို့ခေါ်တဲ့မြေတည်ရှိရာအခြေပြမြေပုံရဲ့ site plan ရဲ့နောက်ပြီးတော့ဓာတ်ပုံမှတ်တမ်းတွေပတ်ဝန်းကျင်ပြမြေပုံရဲ့ဓာတ်ပုံမှတ်တမ်းရဲ့ site plan ရဲ့ရပ်ကွက်နဲ့ကျေးရွာအုပ်စုလေယာဉ်မြူစီမံခန့်ခွဲရေးအဖွဲ့ရဲ့ထောက်ခံချက်တွေပြီးတော့လျှောက်ထားတဲ့သူရဲ့ဂတိဝန်ခံချက်အပြင်မိတ်ဆွေလျှောက်ထားမယ်လေယာဉ်မြူရဲ့ပေါ့နော်ဘေးပတ်ဝန်းကျင်မှာရှိတဲ့လယ်သမား2ဦးရဲ့ထွက်ဆိုချက်အပြင်မိတ်ဆွေရဲ့မှတ်ပုံတင်မိတ္တူပါပူးတွဲတင်ပြရမှာဖြစ်ပါတယ်ဒီလိုမျိုးခုနကျွန်မပြောခဲ့တဲ့ပေါ့နော်အချက်လက်တွေစုံပြီးဆိုတာ ਨੇ သက်ဆိုင်ရာဒီမြို့နယ်လေးစီမှာပုံစံဆက်လိလို့ခေါ်တယ်အခြားနည်းသုံးစွဲခွင့်ပြုမယ်ရှောက်လာပေါ့နော်ရှောက်လာမှာလိုအပ်တဲ့အချက်အလက်တွေကိုရေးသားဖြည့်စွက်ပြီးတော့လေယာဉ်မြူဥပဒေပုံမှာ29ပုံမှာ30ကခအရာအမှုရေးဖွင့်လှစ်ပြီးတော့ဒီသက်ဆိုင်ရာဌာနကနေပြီးတော့เนาะဆောင်ရွက်ပြီးမှာဖြစ်ပါတယ်ရှင်ဒီလိုမျိုးဆောင်ရွက်တဲ့အခါမှာเนาะအခြားမိတ်ဆွေကဒီဘယ်လိုအကြောင်းအရာပေါ်မှာမူတည်ပြီးတော့အခြားနည်းသုံးစွဲခွင့်လျှောက်ထားတာလဲနောက်တစ်ခုကကြတော့ဒီအကျယ်ဝန်းပေါ်မူတည်ပြီးတော့လဲမိတ်ဆွေကဥပမာ1ဧကလားဒါမှမဟုတ်လို့ရှင်9ဧကလားဒါမှမဟုတ်လို့ရှင်ဧကအများကြီးပေါ့နော်လျှောက်ထားတာလားဒီအချက်လက်တွေပေါ်မှာမူတည်ပြီးတော့ကြာချိန်တွေကလေပွဲလဲနိုင်တယ်လို့ဒီအခြားနည်းသုံးစွဲခွင့်ချပေးတဲ့ဆိုတာကလည်းကွဲပြားနိုင်ပါတယ်လူနေထိုင်ခွင့်ပြုရန်အတွက်ဆိုလို့ရှိရင်တော့ဒီကျွန်မခုနကပေါ့နော်ခုနကတင်ပြတဲ့အချက်လက်တွေအပြင်မိတ်ဆွေကဒီလိုအချက်လက်တွေအပြင်ပေါ့နော်လူတွေထိုင်ရန်မဟုတ်ဘဲနဲ့စားတောက်ဆိုင်နေနောက်တစ်ခုကကြတော့ဒီပြည်သူတွေရဲ့အကျိုးစီးပွားအတွက်ရည်ရွယ်ပြီးတော့စာသင်ကျောင်းတွေစေယုံစီကန်းတွေစောင့်မယ်သာသနာ့နေမျိုးတွေအတွက်အသုံးပြုမယ်ဒီလိုမျိုးတွေဆိုလို့ရှိရင်တော့သက်ဆိုင်ရာဝန်ကြီးဌာနရဲ့ခွင့်ပြုမိန့်ရယူပြီးတော့လိုင်စင်ရှိမှသာလည်းပေါ့နော်အခြားနည်းသုံးစွဲခွင့်ကိုအသုံးပြုခွင့်ရမှာဖြစ်ပါတယ်ရှင်အခုကျွန်မတင်ပြပေးခဲ့တာကတော့ပေါ့နော်လေယာဉ်မြူကိုအခြားနည်းသုံးစွဲခွင့်လျှောက်ထားတဲ့အခါမှာလိုအပ်တဲ့အချက်အလက်ကိုတင်ပြပေးခြင်းသာဖြစ်ပါတယ်မိတ်ဆွေတို့လျှောက်ထားတဲ့အပေါ်မှာအခြားနည်းသုံးစွဲခွင့်ချပေးခြင်းမချပေးခြင်းဆိုတာကကြတော့ဒီသက်ဆိုင်ရာပေါ့နော်ဌာနကနေပြီးတော့သတ်မှတ်ချက်တွေကိုပြည့်မီအောင်ဒီ၎င်းတို့တောင်းဆိုတဲ့အချက်လက်တွေကိုမိတ်ဆွေကအပြည့်အစုံတင်ပြမှသာလျှင်မိတ်ဆွေကိုအခြားနည်းသုံးစွဲခွင့်ချ